အခုလိုတရားမကြခဏမရဖို့အတွက်ဒါသက်သမားဆိုတဲ့ဂုံဘုတ်ကိုစွန့်လွတ်ပြီးကစားဟန်အစ်စ်ပြောင်းတင်ပြီးလီချတရားကင်းရင်သူဂုံယူနေတဲ့ဒါသက်သမားဆိုတဲ့ဂုံဘုတ်ကိုအခုချက်ချင်းလွှင့်ပြလိုက်မှရမယ်လို့ပြောရင်ခင်ဗျားတို့ကျွန်တော်ကိုယူနေတယ်လို့ထင်မလားဒါပေမဲ့ဒါဟာနီးစနစ်ပိုင်းရသူမဖြစ်မနေရွေးချယ်ရမယ့်နောက်ဆုံးလမ်းပါပဲပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Red Revival Channel ကနေကြိုဆိုလိုက်ပါရစေလီဆန်နိုမာတီနာက Manchester United ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာတာသူရဲ့ဂျန်နနဲ့နောက်မဆုတ်တဲ့တိုက်ခိုက်လို့စိတ်တွေကြောင့်ပါပြိုင်ဘက်ကဘလောက်ပဲကြီးကြီးဘလောက်ပဲမြန်မြန်သူကအမြဲတမ်းရှေ့ထွက်ပြီးတော့ရင်ဆိုင်ဖြတ်ထုတ်လေးရှိပါရီဒါပေမဲ့အခုချိန်မှာအဲ့ဒီအားသာချက်ကပဲသူ့ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးနေတဲ့အစိတ်တောက်ဖြစ်လာခဲ့ပါပြီလီချာနေနဲ့ဒဏ်ရာတနေရာကနေရုံထွက်ချင်တယ်ဆိုရင်ပထမဆုံးပြင်ဆင်ရမယ့်အချက်ကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအတာကိုချိုးနှိမ်ပစ်ဖို့ပါပဲအိုထဘုတ်ကွင်းကြီးထဲမှာပြိုင်ဘက်ကိုအကြမ်းပတမ်းဝင်ဖြတ်လိုက်တဲ့အခါဘရိတ်သက်တွေစီကထွက်ပေါ်လာတဲ့အားပေးတန်တွေကိုသူမေ့ထားနိုင်မှရပါမယ်ကနဝေခန်းစင်မူကြီးပေါ်လိုမာတီနီပြောခဲ့တဲ့စကားတစ်ခုရှိပါရီကျွန်တော်သာပြိုင်ဘက်ကိုရှော့ထုတ်ပြီးတော့ဖြတ်ထုတ်ရတော့မယ်ဆိုရင်အဲ့ဒီမတိုင်ခင်ကတည်းကကျွန်တော်နေရာယူမှုအမှားတစ်ခုခုလုပ်ခဲ့မိလို့ပါပဲတဲ့လီချာကအခုချိန်ကစပြီးအဲ့ဒီမာတီနီရဲ့အတွေ့အခေါ်မျိုးကိုကောင်းတဲ့ကိုထည့်ထားရပါတော့မယ်သူကဘောလုံး IQ အရန်ကောင်းတဲ့ကစားသမားပါပြိုင်ဘက်6စီကိုအတင်းပြေးဝင်ပြီးတော့ခန္ဓာကိုယ်ကိုအရင်တီဖြတ်ထုတ်မဲ့အစားပြိုင်ဘက်ကပေးပို့မဲ့လမ်းကြောင်းတွေကိုကြိုတင်ဖတ်ရှုပြီးနေရာယူမှုနဲ့ပဲဖြတ်တောက်တဲ့အေးစစ်စစ်ကစားဟန်မျိုးကိုမဖြစ်မနေပြောင်းလဲရပါလိမ့်မယ်ဒုတိယအရေးကြီးဆုံးချက်ကတော့လီချာရဲ့ခန္ဓာဗေဒနဲ့သက်ဆိုင်ပါတယ်အရာ9ပေကိုလမ်းမသာရှိတဲ့ခံစစ်မှုတစ်ယောက်အနေနဲ့6ပေကျော်တဲ့တိုက်စစ်မှုတွေကိုအမြင်ပေါ်ရှင်လို့ဖို့ဆိုတာတာမန်ထက်နှဆလောက်ပို့ပြီးခုံရပါတယ်အဲဒီလိုအချိန်ပြင်းပြင်းနဲ့လေထဲကိုခုန်တက်ပြီးတော့မြေပြင်ပေါ်ကိုပြန်ကျလာတဲ့ခိုက်တက်မှာဒူးစနဲ့ခြေချင်းဝတ်တွေကခန္ဓာကိုယ်အလေးချိန်ရဲ့အစာပေါင်းများစွာကိုဝန်ခံရပါတယ်ဒါကသူ့ရဲ့ဒူးနဲ့ခြေသလုံးချက်သားတွေခဏခဏဆုပ်ပြတ်တက်ရတဲ့အထူးတရက်ခံပါပဲဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်နေပြမာကက်ဂါရီနဲ့လီချာတို့ကြားမှာတီးကြတဲ့နီးစနစ်ပိုင်းသဘောတူညီမှုတစ်ခုရှိဖို့လိုပါတယ်အဲဒါကတော့အမြင်ပေါ်တိုက်ပွဲတွေကိုတခြားခံစစ်မှုတစ်ယောက်စီအကုန်လွှဲပေးဖို့ပါပဲလီချာရဲ့ဘေးမှာအရက်ရှိပြီးတော့အမြင်ပေါ်ကောင်းတဲ့ခံစစ်မှုကိုထားရှိပြီးလေထဲကလာသမျှဘောလုံးတိုင်းကိုအဲ့ဒီပါတနာကပဲရှင်းထုတ်ရပါမယ်လီချာကတော့အဲ့ဒီအမြင်ပေါ်ရှင်းလို့ရကနေပြုတ်ကျလာမယ့်စက္ကန့်ဘောတွေကိုပဲစောင့်ဖက်နေစီပါစတိုင်မျိုးကိုသာအပြေးဝတာဝန်ယူရပါမယ်ဒါမှသာသူ့ရဲ့ဒုစစ်တွေပေါ်တက်ရောက်နေတဲ့မလိုအပ်တဲ့ဖိအားတွေကိုရခိုင်နှုန်းတော်တော်များများရှော့ချနိုင်မှာပါလီချာကိုပုံမှန်ခံစစ်လေရောက်တန်းစနစ်မှာဘောခံစစ်မှုဖြစ်ဆက်ကစားခိုင်းနေတွေ့သူဟာအမြဲတမ်းရုပ်ပိုင်းဆိုင်ရာဖိအားတွေနဲ့ရင်ဆိုင်နေရအောင်ပါဒါကြောင့်တတိယနီလန်းနေတဲ့သူ့ရဲ့နေရာကိုအပြောင်းလဲလုပ်ကြည့်ဖို့လိုအပ်လာပါပြီအကောင်းဆုံးဖြစ်တစ်ခုကတော့လီချာကိုကွင်းလည်ခံစစ်နေရာမှာအထိုင်ချပေးဖို့ပါပဲလီချာရဲ့ဒီကအတာချက်ကဘောလုံးပေးပို့မှုနဲ့ဖိအားတွေကြားတဲ့ကနေဘောလုံးကိုတည်တည်ငြိမ်ငြိမ်တည်ထုတ်နိုင်စွမ်းဖြစ်ပါရီသူ့ကိုကွင်းလည်မှာထားလိုက်မယ်ဆိုရင်နောက်တန်းကလိုအမြင်ပေါ်ရှင်လို့ရတဲ့အချိန်ကြီးတိတိတသားရောကြသွားမယ်အပြင်ဒိုက်စစ်မှုတွေနဲ့ထိတ်တိုက်အချိန်ပြိုင်ပြေးရတဲ့ပြဿနာလေးကင်းဝေးသွားပါလိမ့်မယ်နောက်တနည်းကတော့ခံစစ်3ယောက်တန်းစနစ်ကိုပြောင်းသုံးပြီးလီချာကိုဘဲဆုံခံစစ်မှုဖြစ်ကစားခိုင်းဖို့ပါဒီစနစ်မှာဆိုရင်လီချာအလဲဘောမှာပိတ်မိမနေတော့ပဲဘေးဘက်ကိုနည်းနည်းထွက်ကစားနိုင်တဲ့အထိသူ့ရဲ့ဘဲကြီးပေးပို့မှုတွေကိုပို့ပြီးတော့လွတ်လွတ်လပ်လပ်အသုံးချခွင့်ရလာပါလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်သူဟာဓာတ်ရိုက်ရင်ဆိုင်ရတဲ့ခံစစ်စနစ်ကနေတွယ်ဝိုက်ပြီးထိန်းချောင်းရတဲ့စနစ်မျိုးကိုမဖြစ်မနေပြောင်းလဲဖို့လိုအပ်နေပါပြီအဆုံးသတ်နေနဲ့ပြောရရင်လီချာအခုချိန်မှာလမ်းဆောင်လမ်းခွာကိုရောက်နေပါပြီသူကပရိသတ်တွေသဘောကျတဲ့ဂျန်နနဲ့တာသက်သမားဖြစ်ဆက်ကစားပြီးတရားဒီမှာပွဲ20တောင်မပြေဘဲနဲ့စေးရုံကလေးပေါ်မှာအချိန်ကုန်ခံမလားဒါမှမဟုတ်ပရိသတ်တွေရဲ့အမြင်မှာပြင်းစရာကောင်းသွားရင်တော့မှနေရာယူမှုနဲ့အုံနောက်ကိုသာအသုံးချပြီးတရားဒီလုံးပွဲ40ကျော်ပါဝင်ကစားပေးနိုင်တဲ့ယုံကြည်စိတ်ချရတဲ့နောက်တန်းဖန်တီးရှင်ကြီးဖြစ်တဲ့ဘောပလင်းဒီဖန်ဒါဖြစ်ပြောင်းလဲမလားဆိုတာကိုရွေးချယ်ကြရတော့မှာပါလီချာနေနဲ့အခုချိန်မှာသူ့ရဲ့ကစားဟန်ကိုအမြန်ဆုံးအဆင့်မြင့်တင်မှုမလုပ်ဘူးအရင်လိုပဲဇွတ်တရုတ်ဆက်ကစားနေမယ်ဆိုရင်တော့နောက်ထပ်ရာသီဝက်လောက်မှာပဲမန်ချက်စတာယူနိုက်တက်ကစားမဘွားကနေအပြီးတိုင်အနားယူရမယ့်ချိန်တွေကိုရောက်သွားဖို့ရာခိုင်နှုန်းအပြည့်သေးကြနေပြီဖြစ်ကြောင်းပါညီကိုတို့ကရောလက်ခံကြရလားပြောပြသွားကြပါဦးအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ